နံပါတ်7မင်္ဂလာတစ်ပါးကတော့မာတာပီတုဥပဌာနံမိဘကိုအလုပ်ကျွေးပြုရခြင်းဒီချက်ကတော့အတော်လေးအရေးကြီးတယ်ဗျကျွန်တော်နိုင်ငံခြားယဉ်ကျေးမှုတွေလွှမ်းမိုးလာတာနဲ့အမျှဒီချက်ကလည်းအရေးမကြီးတဲ့နေရာကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာပါတယ်မိဘကိုအလုပ်ကျွေးပြုတာကရေဘူးအားဖြင့်2မျိုးတွေ့ရပါတယ်ပထမတစ်မျိုးကတော့မိမိကိုယ်ကိုခြေစုပ်လက်နဲ့အလုပ်ကျွေးပြုတာပေါ့ဒုတိယကတော့ကိုယ်တိုင်မဟုတ်ဘဲနဲ့ပြည့်စုံအောင်ထားပေးတာမျိုးဆိုလိုတာပေါ့အဲ့ဒီချက်တွေထဲမှာကိုကဘဲချက်နဲ့ညီလဲဆိုတာကိုကိုပြန်စဉ်းစားပါဒါမှမဟုတ်ပဲပြန်ပြီးတော့ပြောမိပြန်ပြီးတော့စော်ကားမိနေတဲ့သူဖြစ်နေတာလားဆိုတာကိုလည်းကိုပြန်စဉ်းစားပါအချို့ကကိုယ်တိုင်တော့အလုပ်ကျွေးပြုပါတယ်ဒါပေမဲ့ပြောဆိုဆူငေါက်ပြီးတော့ဒေါသနဲ့လုပ်ပေးတဲ့သူတွေလည်းမြင်မှုပါတယ်များသောအားဖြင့်အိမ်သိမ်းမှာပဲဖြစ်ဖြစ်မိသားစုတစုမှာပဲဖြစ်ဖြစ်အဲ့ဒီတဲကဝင်ငွေလည်းမရှာနိုင်တော့ဘူးအသက်အရွယ်လည်းကြီးလာပြီဆိုရင်အဲ့ဒီလိုကအပေခံဘဝနဲ့နေရတာများပါတယ်သူပြောတဲ့စကားလုံးတွေသူပြောတဲ့ဆုံးဖြတ်ချက်တွေဒါတွေကအရင်မပါတော့ပဲအပေါ်တွေပြောနေကြတာပဲဆိုတဲ့အတွေ့မျိုးထင်နေကြတော့တာပါအဲ့ဒါတွေကကျွန်တော်တို့လူဘဝမှာဖြစ်တတ်တဲ့အရာတွေဖြစ်ပါတယ်ဒါတွေကိုကိုယ့်ရဲ့သိဉာဏ်နဲ့ကိုစင်ကြယ်နိုင်တဲ့သူဖြစ်အောင်ကြိုးစားရပါမယ်မိဘကိုလည်းအလုပ်ကျွေးပြုမယ်ကြိုးစားတဲ့သူလည်းဖြစ်မယ်ဆိုရင်တော့အောင်မြင်ဖို့ဟာရာခိုင်နှုန်းအလွန်များပါတယ်ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတောင်မှနှုတ်တလုံးဘုံမြတ်မကြေဘူးဆိုတော့ကျွန်တော်တို့ကအများကြီးအလုပ်ကျွေးပြုဖို့လိုပါတယ်အဲ့ဒါကြောင့်မိဘကိုစော်ကားတဲ့သူမဟုတ်ပဲမိဘရှိတုံးရှိခိုက်ကျေးဇူးဆက်နိုင်အောင်ကြိုးစားကြပါမရှိတော့မှနောင်တရတာမျိုးမရှိတော့မှနောင်တရတာမျိုးမဖြစ်ပါစေနဲ့ဒါကြောင့်မိဘကိုအလုပ်ကျွေးပြုခြင်းဟာလည်းမင်္ဂလာတစ်ပါးဆိုတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒီအချက်မှာဟောကြားထားတာပဲဖြစ်ပါတယ်နံပါတ်7အချက်ကတော့ဗုဒ္ဓဒွါရတသင်္ကဟောတဲ့သားများတို့ကိုထောက်ပံ့ခြင်းဆိုတဲ့အချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကဘာကြီးကစုပ်ကတဲ့ရောက်လာတာကိုအားလုံးသိရှိကြမှာပါအဲ့လိုရောက်လာတာနဲ့အမျှယောက်ျားမိန်းမတွေလည်းငယ်ငယ်ရွယ်ရွယ်နဲ့ယူလာကြတာကိုမြင်တွေ့လာရပါတယ်ဒီလိုယူတာကိုကျွန်တော်အပြစ်ပြောလို့တာမဟုတ်ပါဘူးငယ်ငယ်ရွယ်ရွယ်နဲ့ပဲယူကြီးမှပဲယူဒါပေမဲ့အရေးကြီးဆုံးကတော့ကိုယ့်ရဲ့မယားကိုယ့်ရဲ့သားသမီးတွေကိုကောင်းစွာထောက်ပံ့နိုင်ဖို့ပဲဖြစ်ပါတယ်ကိုယ့်ဘဝကိုယ်တောင်လောင်းမှုပြည့်စုံမှုမရှိသေးပဲနဲ့နောက်တစ်ယောက်ကိုယ့်ဘဝတွေကိုထပ်ခေါ်လိုက်မယ်ဆိုရင်ပိုဆိုးသွားပါလိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့မိတ်ဆွေတွေမိမယူဖို့စဉ်းစားထားတယ်ဆိုရင်တေချာလေးတွေးပြီးမှယူကြပါတချို့ရှိတယ်ကိုယူကျွန်တော်ကတော့ယူပြီးတော့နောက်ပိုင်းမှာသားသမီးတွေရလာတော့ဂရုမစိုက်တော့တာတို့ထောက်ပံ့မှုမပေးတော့တာတို့ကိုလှုပ်ချင်တာတွေလှုပ်တာတို့ဆဲဆိုရိုက်နှက်တာမျိုးတို့လှုပ်တတ်ကြပါအဲ့ဒါကြောင့်စကားပုံတော်ရှိသေးတယ်လေလင်းဆိုးမရတဖာဖာမရဆိုးလင်တငင်ငင်သားဆိုးမအိတပေပြီတဲ့အဲ့ဒါကြောင့်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ကိုယူတဲ့သူကိုတေချာစဉ်းစားလေးလာပြီးမှယူကြပါကျွန်တော်တို့ယူတဲ့အခါမှာလည်းအချစ်တစ်ခုနဲ့လုံလောက်နေတာမျိုးမဟုတ်ပါဘူးချစ်နေုံနဲ့ပြည့်စုံတယ်ဆိုတာတကယ်တော့မဟုတ်ပါဘူးနားလည်မှုတွေရှိရမယ်ပြည့်စုံမှုတွေရှိရမယ်စသဖြင့်ပေါ့အများကြီးပဲတော့ချစ်နေုံနဲ့တော့ဘဝနှစ်ခုလက်သွဲတည်ဆောက်လို့တော့ရမှာမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့ဒါကြောင့်ယူတဲ့အခါမှာတေချာလေးစဉ်းစားပြီးတော့ယူကြပါယူပြီးရင်လည်းသားမယားတို့ကိုကောင်းစွာထားနိုင်အောင်ကြိုးစားကြပါအဲ့ဒါမှလည်းမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့မင်္ဂလာတစ်ပါးနဲ့ပြည့်စုံပါလိမ့်မယ်လို့ပြောကြရင်ဒီအချက်လေးကိုကျွန်တော်အဆုံးသတ်လိုက်ရပါတယ်နံပါတ်7မင်္ဂလာတစ်ပါးကတော့အနာကုလာစကမ္မန္တောတဲ့အရှုပ်ထွေးမရှိတော့အလုံးလုံးခြင်းတဲ့ဒီအချက်ကတော့အလုံးလုံးတဲ့အခါမှာရှုပ်ထွေးမှုမရှိပဲရှင်းလင်းတိကျစွာလောက်ကင်တတ်ဖို့ပြောထားတာပဲဖြစ်ပါတယ်ကိုလုံးနိုင်တဲ့အလုပ်ကိုကျွမ်းကျင်တဲ့အလုပ်ကိုပဲလုပ်တဲ့ကြောင်းပြောပါဒီလိုမဟုတ်ဘဲနဲ့မလုပ်တတ်ပဲလုပ်တတ်တယ်ပြောပြီးတော့အလုံးမဖြစ်ဘူးဆိုရင်ပို့ပြီးတော့ရှုပ်ကုန်ပါလိမ့်မယ်ကိုလုံးတတ်တဲ့ပညာကိုလုံးတတ်တဲ့အလုပ်ကိုဆိုရင်တော့ဘာမှမတွေးတော့ပဲနဲ့တေချာလေးတက်မမတ်လုပ်ကြပါဒီတစ်ပါးကိုလည်းမလိညာမကောက်ကျက်မယိုးမသားမလုပ်ကြပါနဲ့လေလုံးသွားပြီးလဲမပြောကြပါနဲ့အဲ့ဒါကြောင့်ဒီအချက်ကတော့မှန်မှန်ကန်ကန်ရိုးရိုးသားသားနဲ့ကြိုးစားပါကိုမှန်နဲ့ထင်တဲ့အလုပ်ဆိုရင်တော့ရိုးသားကြိုးစားပါနိုးကြပါတိုးပွားမှာအမှန်ပဲဖြစ်ပါတယ်ကိုလို့တဲ့အလုပ်ကိုတက်မဲ့လမ်းကတော့သူတစ်ပါးရဲ့ကြောကုန်းပေါ်ကမဖြစ်ပါစေနဲ့သူတစ်ပါးကိုနင်းပြီးမှအပေါ်ကိုမရောက်ချင်ပါနဲ့သူတစ်ပါးလည်းမသိကြဘူးကိုယ့်အတွက်လည်းအကျိုးရှိမဲ့အလုပ်ကိုသာလုပ်ကြပါအရှုပ်ထွေးမရှိတဲ့အလုပ်တွေကိုလုပ်နိုင်ကြပါစေလို့ပြောကြရင်ဒီချက်လေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်နံပါတ်14မင်္ဂလာတစ်ပါးကတော့ဒါနင်စားဆွန့်ကျဲပေးတန်းလူတန်းရမယ်ဒီချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အထူးတလဲပြောကြဖို့မလိုတော့ပါဘူးကဘာကတောင်အတိမတ်ပြုခြင်းခံထားရတာဆိုတော့လေဒါပေမဲ့တချို့ကလူကြီးလူမလှူတယ်လို့ထင်နေကြတယ်ဗျဒါဟာလွဲမားတဲ့အတွေးတွေပဲဖြစ်ပါတယ်ကိုတက်နိုင်တဲ့လောက်ငါးစာကျွေးတာပဲဖြစ်ဖြစ်ခွေးစာကျွေးတာပဲဖြစ်ဖြစ်တကြီးရွယ်တွေကိုပေးလူတာပဲဖြစ်ဖြစ်လူအများကိုကျွေးမွေးတာပဲဖြစ်ဖြစ်စသဖြင့်ပေါ့ကိုတက်နိုင်တဲ့ဘက်ကလှူတာလဲဒါဟာကုသိုလ်တစ်ခုပါပဲဒါကလှူတစ်ခုပါပဲအဲ့ဒါကြောင့်မြန်မာစကားမှာနဲသည်များသည်ပဓာနာမဟုတ်ပါဆိုတဲ့အတိုင်းပဲနဲတာများတာအဓိကမဟုတ်ပါဘူးဘယ်ဟာအဓိကလဲဆိုတော့စေတနာအဓိကပါညောင်စင်းလေးလောက်လှူပြီးတော့ညောင်ပင်ကြီးလောက်ရတဲ့လူနဲ့ညောင်ပင်ကြီးလောက်လှူလို့ညောင်စင်းလေးလောက်ပဲရတဲ့လူအဲ့ဒါကစေတနာကွာပါတယ်အဲ့ဒါကြောင့်မို့စေတနာကအဓိကပဲနဲတာများတာဆိုတာပဓာနာမဟုတ်ပါဘူးတချို့ကတော့ရှိသေးတယ်ဗျလှူတော့လှူ
ခြင်းနဲ့မပြည့်စုံသေးလို့ဆိုတဲ့လူလည်းရှိတယ်ဗျကျွန်တော်တို့ကအသေးဘဝကဒါနနဲခဲ့လို့ဒီလိုမပြည့်စုံတဲ့ဘဝကိုရောက်နေပါတယ်ဆိုဒီဘဝမှာလည်းမပြည့်စုံသေးလို့မလူဘူးဆိုရင်ဘယ်ချိန်မှလူဖြစ်မှာလဲဒါကတော့တခြားလေးစဉ်းစားဖို့လိုပါမယ်ကိုကဘယ်အချိန်ထိအသက်ရှင်နေမှာလဲဆိုတာဒါတွေကလည်းတခြားလေးတွေးဖို့စဉ်းစားဖို့လိုပါမယ်အဲ့ဒါကြောင့်ရှိတာလေးနဲ့လှူနိုင်တဲ့လောက်လှူကြပါပြည့်စုံလာတဲ့အခါမှာလည်းပြည့်စုံတယ်လို့ထပ်ပြီးတော့လှူကြပါဒါနလုပ်ပြီးရင်တော့သီလစောင့်တည်ကြပါနောက်ဆုံးဘာဝနာပွားများနိုင်တဲ့သူတွေဖြစ်အောင်ကြိုးစားကြပါအဲ့ဒါကြောင့်လိုနေတဲ့နေရာတွေလိုအပ်နေတဲ့သူတွေဒုက္ခရောက်နေတဲ့သူတွေကိုဒါနဆိုတဲ့စွန့်ကြဲပေးကမ်းခြင်းနဲ့ကုညီခြင်းဟာလည်းမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒီအချက်မှာဟောကြားတော်မူခဲ့ပါတယ်နံပါတ်15မင်္ဂလာတစ်ပါးကတော့ဓမ္မစရိယာစာတဲ့သူစရိုက်တရားကိုကျင့်ရမယ်တဲ့သူစရိုက်လို့ပြောတဲ့နေရာမှာကျွန်တော်တို့သူစရိုက်ဆိုတဲ့တရားလည်းရှိပါတယ်သူစရိုက်ဆိုတာတော့မကောင်းတဲ့အကျင့်ပေါ့သူစရိုက်ဆိုတာတော့ကောင်းမြတ်သောတရားမှန်ကန်သောတရားမြတ်သောတရားတို့ကိုကျင့်သုံးခြင်းဖြစ်ပါတယ်သူစရိုက်တရား10ပါးရှိပါတယ်အဲ့ဒါတွေကတော့ပါဏာတိပါဒဝိရတိသူဝတ္တမှုကိုရှောင်ကျင်ခြင်းအတိဏ္ဍဒါနဝိရတိပိုင်ရှင်သည်နှုတ်ကိုတို့ဖြင့်မပေးအပ်သောသူဥစ္စာကိုခိုးယူခြင်းမတရားလူယူခြင်းမှရှောင်ကျင်ခြင်းကာမေတုမိစ္ဆာစာဝိရတိကာမဂုဏ်တို့၌မှားယွင်းစွာကျင့်ခြင်းမှရှောင်ကျင်ခြင်းအခုန3ချက်ကကျွန်တော်သူစရိုက်ကာယကံ3ပါးနောက်ပြီးသူစရိုက်ဝစီကံ4ပါးရှိတယ်အဲ့ဒါတွေကတော့မုဒဝါဒဝိရတိမဟုတ်မမှန်သောစကားပြောဆိုခြင်းမှရှောင်ကျင်ခြင်းပိတုနာဝါစာဝိရတိဂုဏ်တိုက်စကားပြောဆိုခြင်းမှရှောင်ကျင်ခြင်းပရုဒ္ဒဝါစာဝိရတိစေရတိုင်းထွာခြင်းစသောကြမ်းတဲ့စကားပြောဆိုခြင်းမှရှောင်ကျင်ခြင်းတန်ဖပလပဝိရတိအကျိုးမရှိအနှစ်မဲ့သောစကားကိုပြောဆိုခြင်းမှရှောင်ကျင်ခြင်းနောက်ဆုံးကတော့သူစရိုက်မနောကံ3ပါအနာဘိဇာသူ့ပိုင်နက်ကိုတောင်းတမှုမရှိခြင်းအပြာပါဒသူ့အသက်ကိုပျက်စီးစေလိုမှုမရှိခြင်းတမာဒိဋ္ဌိဆိုတဲ့ကံကံကျိုးကိုကောင်းစွာမြင်ခြင်းမှားယွင်းသောအယူမရှိခြင်းစတဲ့အချက်10ချက်ပဲဖြစ်ပါတယ်ဒါတွေကတော့သူစရိုက်ဆိုတာနဲ့အညီလိုက်နာခြင်းသုံးကောင်းတဲ့အချက်တွေဖြစ်ပါတယ်အဲ့လိုသူစရိုက်10ပါးကိုကျင့်ရမယ်ဆိုတော့ကျွန်တော်တို့ကသူစရိုက်10ပါးကိုရှောင်ကျင်ရမှာသူစရိုက်10ပါးဆိုတာဘာတွေတုံးဆိုတော့အဲ့ဒါတဲ့ဆန့်ကျင်ဘက်တွေပဲဖြစ်ပါတယ်ဒီသူစရိုက်တွေက10ပါးထဲမှာကျွန်တော်တို့အထူးသဖြင့်အများလုံးမိတဲ့သူစရိုက်ဝစီကံ4ပါးရှိပါတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့မုံမှန်မှန်ပြောဆိုတာတွေဂုဏ်တဲ့စကားပြောတာတွေစေရတိုင်းတွားတာတွေအကျိုးမရှိတဲ့စကားပြောတာတွေဒီ4ချက်ကတော့ကျွန်တော်တို့အလွယ်တကူလေးနှုတ်မှလုပ်လို့ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒီ4ပါးကိုအထူးသဖြင့်ရှောင်ကျင်ကြပါသူများပျက်စီးကြောင်းနေမပြောပါနဲ့မတည့်မဲ့စကားတွေလည်းမပြောပါနဲ့ဂုဏ်တိုက်စကားတွေပြောစရာမရှိရင်ကိုယ်တရားလေးကိုမှတ်နေပါတချို့ကရှိတယ်ဗျစကားပြောစရာမရှိပြောစရာရှာပြီးတော့လူများကြောင်းနေလိုက်ပြောနေတာအကုသိုလ်ပုံများပါတယ်သူများမတည့်မဲ့ဟာတွေဂုဏ်တိုက်စကားတွေအသင်ဖြင်းနေစတာတွေပေါ့အဲ့ဒါတွေကမကောင်းတဲ့ဒုစရိုက်တရားတွေဆိုတာကိုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေသိရှိကြဖို့လိုပါမယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကဒီအချက်မှာဒုစရိုက်တရားကိုကျင့်ခြင်းရလဲမင်္ဂလာတစ်ပါးပဲဆိုပြီးတော့ပြတော်မူခဲ့ပါတယ်နောက်နံပါတ်16မင်္ဂလာတစ်ပါးကတော့မြာရကနင်းစံတင်ကောတဲ့ဆွေမျိုးတို့ကိုချီးမြှောက်ထောက်ပံ့ခြင်းရလဲမင်္ဂလာတစ်ပါးပဲတဲ့ဒီချက်ကတော့ကိုယ့်ရဲ့ဆွေမျိုးတွေကိုပြန်လည်ထောက်ပံ့ပေးတဲ့အချက်ပဲဖြစ်ပါတယ်ကျွန်တော်အခုနောက်ပိုင်းမှာဆွေမျိုးတွေကမကောင်းဘူးဆွေမျိုးတွေဆိုဘယ်ဆွေမျိုးမှမကောင်းဘူးဘာလို့ညာလို့အစတာတွေပြောတာကြားဘူးကြမှာပါတချို့ကတကယ်မကောင်းတာလဲရှိပါတယ်ဒါပေမဲ့တချို့ကကိုကဘာမှဆွေမျိုးတွေအပေါ်ကိုကိုညီထောက်ပံ့ပေးတာမရှိသေးပဲနဲ့ဆွေမျိုးတွေကသူမကြိုက်တာလုပ်နေလိုက်ရင်တခုခုပြောလိုက်ရင်ပဲဖြစ်ဖြစ်ဆွေမျိုးတွေမကောင်းဘူးဘာဖြစ်တယ်ညာဖြစ်တယ်မကောင်းဘူးဖြစ်သွားရောပေါ့အဲ့ဒါဆိုရင်ကျွန်တော်ပြောတဲ့အတိုင်းလေးလိုက်လို့ကြည့်ပါအရင်ဆုံးကိုကဆွေမျိုးတွေရဲ့အားကိုအားထားစရာဖြစ်အောင်အရင်ကြိုးစားပါပြီးသွားရင်တော့ဆွေမျိုးတွေကိုနှုတ်အားဖြင့်လည်းကောင်းဒါမှမဟုတ်ကိုအားဖြင့်လည်းကောင်းဒါမှမဟုတ်အကြံပေးခြင်းဖြင့်လည်းကောင်းဒါမှမဟုတ်ထောက်ပံ့ခြင်းဖြင့်လည်းကောင်းစတာတွေလုပ်ကြည့်ပါအဲ့ဒါတွေဆိုရင်ဆွေမျိုးတွေထဲမှာကိုကအားကိုးရတဲ့သူတယောက်ဖြစ်လာပြီးတော့ကိုယ့်ရဲ့မိဘတွေလည်းမျက်နှာပွင့်လန်းလာပါလိမ့်မယ်ကျွန်တော်တို့ဆွေမျိုးလေးတောင်ရှိတယ်မလားဆွေမျိုးဆိုတာမခေါ်ခြင်းလို့ပဲရမယ်မတော်ခြင်းလို့မရဘူးဆိုတဲ့စကားလေးနဲ့အဲ့ဒါကြောင့်ကိုကအမျိုးကုံကိုစောင်းနိုင်တဲ့သူဖြစ်အောင်ကြိုးစားပါအဲ့ဒါဆိုရင်တော့ဘယ်ဆွေမျိုးမှမခေါ်ခြင်းဘူးဆိုတာရှိလာမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုယ်တိုင်ကဆွေမျိုးတွေကိုထောက်ပံ့ပေးခြင်းကလည်းမင်္ဂလာတစ်ပါးပဲဆိုပြီးတော့ဒီအချက်မှာဟောပြတော်မူခဲ့ပါတယ်နံပါတ်19မင်္ဂလာတစ်ပါးကတော့အနဝိသနိကမ္မာနိတဲ့အများကျိုးကိုဆောင်ရွက်ရမယ်တဲ့ကျွန်တော်တို့အ
ကျိုးလို့ပြောတဲ့နေရာမှာအတ္တဟိတနဲ့ပရဟိတဆိုပြီး2မျိုးရှိပါတယ်အတ္တဟိတကတော့ကိုကျိုးအတွက်ပေါ့ပရဟိတကတော့အများကျိုးအတွက်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ပရဟိတလို့ပြောလိုက်တာနဲ့လူမှုကူညီရေးအသင်းဝင်မှနာရေးကူညီမှုအသင်းဝင်မှပရဟိတအဖွဲ့တွေနဲ့ပေါင်းမှလုံးလို့ရတာမဟုတ်ပါဘူးဝင်နိုင်တဲ့ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့လေဒါပေမဲ့မဝင်နိုင်တဲ့သူတွေကတော့လမ်းမှာတွေ့တဲ့ဒုက္ခရောက်နေတဲ့သူတွေကိုကူညီတာမျိုးတို့ဓမ္မယုံမှာလူလိုက်ခံပေးတာမျိုးတို့သူများကျိုးတော့လှုပ်ဆောင်ပေးတော့အလုပ်သမားကိုပရဟိတလို့ခေါ်တာပဲဖြစ်ပါတယ်တချို့ကအကျိုးလိုညောင်းရင်လောက်ဆိုတယ်လို့ပဲကိုယ်ကျိုးအတွက်သူတစ်ပါးကိုကူညီတာပရဟိတစိတ်အမဟုတ်ပါဘူးပရဟိတဆိုတာကိုယ်ကျိုးရှိတာပဲဖြစ်ဖြစ်မရှိတာပဲဖြစ်ဖြစ်အများကျိုးအတွက်ကူညီပေးတာမျိုးကိုခေါ်ပါတယ်အများကျိုးဆောင်ရင်ကိုယ်ကျိုးလက်အောင်မယ်ဆိုတယ်လို့ပဲမိမိရဲ့ပတ်ဝန်းကျင်အကျိုးမိမိရဲ့မြို့မိမိရဲ့တိုင်းမိမိရဲ့နိုင်ငံမိမိနေတဲ့ကမ္ဘာလောကကြီးတဲ့ကသူတွေအကျိုးပါကူညီနိုင်တဲ့သူဖြစ်အောင်ကြိုးစားကြပါဒီလိုအများကျိုးဆောင်ရွက်ခြင်းကလည်းမင်္ဂလာတစ်ပါးပဲလို့ဒီအချက်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့ပါတယ်